ဒီတခါတော့အတောက်ဆရာကြီးတွေကြိုက်တွေ့စေမယ် sorry အတောက်ဆရာကြီးတွေကြိုက်တွေ့စေမယ် Mexican ဝက်3တက်သားကျော်နဲ့ Tequila Sunrise တွေကျွန်တော်တကယ်ချင်းလာတော့လှုပ်ရှားမှာပဲဖြစ်ပါတယ်အရင်ဆုံးဝက်3တက်သားကျော် Chicharron လုပ်ဖို့အတွက်3တက်သားလေးကိုကျက်သွန်ဖြူကျက်သွန်ဒီစားငရုတ်ကောင်းလေးထည့်ပြီးတော့ပြုတ်ထားလိုက်ပါတယ်ကျွန်တော်တကယ်ချင်းကနန်ရိုးကျော်လဲမြည်ကျင်တယ်ဆိုလို့နန်ရိုးကျော်လုပ်ဖို့အတွက်ဂျင်းကျက်သွန်ဖြူကြိတ်ထားတာကိုနန်ရိုးလေးနဲ့စားငရုတ်ကောင်းထည့်ပြီးတော့နယ်ထားလိုက်ပါတယ်နန်ရိုးကပ်ဖို့ဘတ်တာလုပ်ဖို့အတွက်တော့ပြောင်းကော်မုံရဲ့ဂျုံမုံရဲ့နဲ့ကိုရောပြီးတော့စားငရုတ်ကောင်းနဲ့ရေလေးထည့်ပြီးတော့နယ်ထားလိုက်ပါတယ်ပြီးသားနှစ်ထဲမှာတော့ခုနကလှုပ်ထားတဲ့ဝက်နံရိုးလေးတွေကိုထည့်ပြီးတော့နှက်ထားလိုက်ပါတယ်အသုံးသက်သားလေးပြုတ်ထားတာရပြီဆိုရင်တော့ဆယ်ထားလိုက်ပါတယ်ပြီးရင်တော့စီနည်းနည်းပူတဲ့ထဲမှာထည့်ပြီးတော့မီးအေးနဲ့ကြော်ထားလိုက်ပါမယ်ဝက်သုံးသက်သားချီချာရိုနဲ့တိုးစားဖို့အတွက်ဂွာကမိုလီလုပ်ဖို့အတွက်တော့ထောဘက်သီးလေးတစ်လုံးကိုခွန်ခွာပြီးတော့တောက်တောက်ဆင်ထားလိုက်ပါတယ်ပြီးရင်တော့ထောဘက်သီးလေးကိုမဲမသွားအောင်နဲ့အချင်းတယ်လေးရအောင်လို့တံမြာသီးလေးညှစ်ထားလိုက်ပါတယ်ထောဘက်သီးလေးကိုတော့ကြေသွားအောင်လို့ငရုတ်ကြွေလေးနဲ့ခြေထားလိုက်ပါတယ်ခြေပြီးသားထောဘက်သီးထဲမှာတော့ကြက်သွန်နီလေးကိုတောက်တောက်ဆင်ပြီးထည့်လိုက်ပါတယ်ခရမ်းညင်သီးလေးတစ်လုံးကိုလည်းလေယားနှစ်တွေဖယ်ပြီးတောက်တောက်ဆင်ပြီးထည့်ထားလိုက်ပါတယ်ပြီးရင်တော့ Mexican ငရုတ်ပွား jalapeno လေးတစ်လုံးကိုလည်းတောက်တောက်ဆင်ပြီးတော့ထည့်ထားလိုက်ပါတယ်အရာသာအတွက်တော့စားငရုတ်ကောင်းလေးထည့်ပြီးတော့နောက်ဆုံးပိတ်နာမည်လေးတွေကိုဖျဲပြီးတော့ထည့်ထားလိုက်ပါတယ်နန်ရိုးကျော်နဲ့တွဲစားဖို့မကြီးကျင်လုပ်ဖို့အတွက်တော့မြည်စည်းမဲ့လေးကိုရင်သွေးစိန်ထားလိုက်ပါတယ်အသုံးသက်သားလေးကိုပထမတစ်ခေါက်ကြော်ပြီးရင်တော့နန်ရိုးလေးတွေထည့်ကြော်ထားလိုက်ပါတယ်ဒုတိယတစ်ခေါက်ကိုတော့မီးပြင်းပြင်းလေးနဲ့ကြော်ထားလိုက်ပါတယ်ကြီးကျင်အတွက်ကိုတော့ငရုတ်စည်းစိမ့်နဲ့ကြက်သွန်ဖြူလေးကိုတကြားထည့်ပြီးတော့ကြိတ်ထားလိုက်ပါတယ်ပြီးရင်တော့မကြီးရည်လေးနဲ့ရောပြီးတော့ထည့်ထားလိုက်ပါတယ်ရသာအတွက်ကိုတော့စားနဲ့ငယ်ထည့်ပြီးတော့တံမြာနန်လေးမွေးသွားအောင်လို့တံမြာသီးလေးညှစ်ပြီးတော့ပဲငယ်ပြားရည်နဲ့နန်နန်မင်းလေးထည့်ပြီးရင်တော့စော်စည်းရသွားပါပြီနန်ရိုးကျော်လေးလည်းရပြီဆိုရင်တော့နန်ရိုးကျော်လေးဆယ်ပြီးသွားရင်တော့အကုန်လုံးဆင်ပြီးသွားပါပြီအတောက်အတွက်ကိုလဲဖို့ပဲကျန်တော့ပါတယ်အတောက်အတွက်ကတော့ကျွန်တော်က Tequila Sunrise တောက်ချင်တဲ့အတွက်လိမ်မော်သီးနှလုံးကိုအရင်ညှစ်ထားလိုက်ပါတယ်ညှစ်ထားတဲ့လိမ်မော်ရည်နဲ့ Tequila လေးထည့်ပြီးတော့တကြားရည်လေးနဲ့ငယ်ထည့်လိုက်ပါတယ်ပြီးရင်တော့ shaker ထဲမှာထည့်ပြီးတော့ shake ထားလိုက်ပါတယ် shake ပြီးသား Tequila Sunrise လေးကိုတော့ရေခဲထည့်ပြီးသားခွက်ထဲမှာထည့်ပြီးတော့ garnish လုပ်ဖို့အတွက်လိမ်မော်သီးချမ်းလေးကိုဂျားလေးတင် toast လုပ်ပြီးတော့ထည့်ထားလိုက်ပါတယ်တော့တကယ်ချင်းက white Russian တောက်ချင်တယ်ဆိုလို့ vodka ရဲ့ coffee liquor နဲ့ Irish cream လေးထည့်ပြီးတော့ white Russian လုပ်ပြီးလိုက်ပါတယ်ပြီးရင်တော့အပေါ်ကနေ garnish နေနဲ့လိမ်မော်ခွန်လေးထည့်ပေးလိုက်ပါတယ်